ကျမတို့ဒီကလေးတွေရဲ့အစောပိုင်းကာလနှစ်တွေပေါ့နော်ဒီ early years တွေပေါ့သူတို့မမေရဲ့ဘိုက်ထဲမှာရှိတဲ့ချိန်ကနေစပြီးတော့ဒါသက်8နှစ်ဝန်းကျင်အထိပေါ့နော်ကျမတို့ဒီအစောပိုင်းကာလတွေကဘာကြောင့်မို့လို့အရေးကြီးတာလဲဆိုတာလေးကိုအရင်ဆုံးပြောကြည့်ရအောင်ပေါ့နော်လေးလေးတွေကသူတို့ရဲ့ငယ်ဘဝမှာသူတို့တွေ့ကြုံရတဲ့အတွေ့အကြုံပေါ့နော်သူတို့လူကြီးနဲ့သူတို့နားမှာရှိတဲ့ caregiver နဲ့ဖြစ်စေသူတို့ရဲ့မိဘနဲ့ဖြစ်စေသူတို့တွေ့ကြုံရတဲ့အတွေ့အကြုံတွေဆက်ဆံရေးတွေကနေပြီးတော့ဒါသူတို့ရဲ့ဥနှောက်ဖွံ့ဖြိုးမှုလေးတွေဖြစ်ပေါ်ပါတယ်ဒီကျမတို့ကလေးလေးတွေကပေါ့နော်ဒီအစောပိုင်းကာလတွေမှာသူတို့ဒီမွေးစားကနေပြီးတော့ဒီလိုဒီငယ်ငယ်လေးကာလတွေမှာတောက်လျှောက်တင်ယူနေတာပေါ့နော်သူဘလို့တွေတင်ယူနေလဲဆိုရင်သူ့ရဲ့ဘေးနားမှာရှိတဲ့သူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူကြီးတွေနဲ့သူ့ရဲ့ဆက်ဆံရေးသူ့ရဲ့ဒီပတ်ဝန်းကျင်ကနေပြီးတော့သူကအချိန်ပြည့်တင်ယူနေတာအဲ့ဒီအချိန်မှာလဲဒါသူ့ရဲ့ဥနှောက်ကဥနှောက်ထဲမှာရှိတဲ့သူ့ရဲ့brain connection တွေပေါ့နော်ဥနှောက်အာယုံကြောတွေချိတ်ဆက်မှုတွေကဒါအရှိန်အဟုန်နဲ့ပေါ့နော်တိဆောက်နေတဲ့အချိန်ဖြစ်ပါတယ်